လူဖီကစုံစမ်းစီကစားပြီးနိုင်တဲ့သူအထုပ်ပိုးတွေတဲရမယ်လို့ဆုံးဖြတ်လိုက်တဲ့အတွက်ရှိသမျှအိတ်တွေအားလုံးသူတယောက်ပဲဆွဲလိုက်ရပြီးကဲလာခဲ့တဲ့ကလပ်အုပ်ကလည်းတိုက်ဆိုင်စွာနဲ့ချွတ်ပါကိုလွတ်အောင်ကူညီပေးခဲ့တဲ့ကောင်ဖြစ်လို့စီးစီးရပြီဆိုပြီးဝမ်းသာသွားကြပြီမြဲမောင်မင်းကြီးသားကလပ်အုပ်ကသူဟာလွတ်လပ်မှုကိုမျက်နှာပြီးမြင့်တဲ့ဂယုဏကြီးမှာတောက်ရန်ခန့်ညာယောက်ျားပိတာတဲ့မဟာကလပ်အုပ်ဖြစ်တဲ့အတွက်သူ့အပေါ်မိမပြုတ်လေးတွေပဲစီးခွင့်ပေးတဲ့အကြောင်းချွတ်ပါကဘာသာပြန်ပေးလိုက်တော့ဝိုင်းတမတာခံလိုက်ရပါတယ်လူဖီတို့အဖွဲ့ကလည်းအဲ့ဒီညတော့ယူဘမျိုးလေးမှာစခန်းချအနားယူဖို့ဆုံးဖြတ်လိုက်ကြပါတယ်အနားယူမဲ့တာပြောတယ်မတ်တထောင်တကောင်ပွားတွေကြီးစုနေရဲ့အဖွဲ့မို့လို့တေးတေးတေးမခံပဲခေါင်းတိုက်ပွဲဆင်နွှဲနေကြတာကြောင့်နာမီယောဖီဖီပါဂျာကအစ်စ်ခံလိုက်ရပါတယ်မျောလင်းချက်မပြတ်ပဲကြိုးဆဆရေရင်းတူးနေရဲ့တူတူရဲ့အနာကိုသူကူညီပေးမယ်လို့ပြောရင်းနဲ့မြေကြီးတွေတွင်းထဲကိုပြန်ရထက်နေလို့ဘိုးတော်လည်းဒီကောင်ရဲ့အုံနောက် level ကိုခံမှန်းမိသွားပါတယ်စန်းကြီးကတော့နာမီယောဖီဖီပါသူ့ကိုမင်းသားလေး prince လို့ခေါ်ပြီးအားကိုးလို့ရတဲ့အကြောင်းစကားဝင်ထောက်လိုက်ပါတယ်ဘေးနာကကောက်ရုပ်အုပ်ထုပ်မျက်ခွက်ကြီးကိုမြင်လိုက်ရတဲ့အတွက်ကြောင်သွားတဲ့အချိန်နှစ်ကောင်သားတကြံကြပြီးပြန်ပြေးသွားတာကြောင့်ထက်ရှိကီကလူဖီတို့ရဲ့ရေဘိုးပါရှင်းပေးလိုက်ရပါတယ်လူဖီအတွက်သူစိတ်တောင်မကောင်းတဲ့အကြောင်းပြပြပေးမယ်လူဖီကတော့နားမလဲပဲစိတ်ကအကောင်းတိုင်းမရှိ